ဇလန်လီယက်စတဲမှာတော့တီရီလင်္ကာနိုင်ငံဖေဗဒီရွာလေးမှာအေဂျင့်ချန်နေထိုင်ခဲ့ကြတဲ့တီရီလင်္ကာသမီးလူမျိုး Dex ဇနီးဖြစ်သူဘေးဆန်တီဒါချင်းတီတူနဲ့တားငယ်မူလီတို့မိသားစုကိုမြင်တွေ့ကြမှာပါသူတို့ဟာတီရီလင်္ကာမှာကြုံတွေ့နေရတဲ့ငွေကြေးဖောင်းဖောင်းမှုနဲ့အလောက်ကန်ရှားပါမှုတန်းကိုမခံနိုင်တော့တဲ့အဆုံးဘွားတစ်ခုကိုတိဆောက်ဖို့အတွက်အိန္ဒိယနိုင်ငံရာမေရှာရန်ကန်ဂျီကိုညဘက်မှာတေးသေးစိတ်ဆက်လီနဲ့ခုံဝင်လာခဲ့ကြပါတယ်ကန်ဂျီကိုဘေးကင်းကင်းနဲ့ရောက်ရှိသွားတဲ့အခါဒက်စတိုစနီးမောင်နှံကဖေယားသခင်ကိုကျေးဇူးတင်လို့မဆုံးဖြစ်နေတဲ့အချိန်မှာပဲတာငယ်လေးမူလီကသူ့ရဲ့ဂျိုဘိုကြီးကဆက်လီပေါ်မှာကျန်ခဲ့လို့ဆိုပြီးပြန်လေးသွားယူလို့နေခဲ့ပြန်ပါတယ်။အဲဒီအချိန်မှာပဲကန်ဆိုးစွာနဲ့ရေကင်းလက်နေတဲ့ရဲရရှိဘိုင်ရွန်တို့ဖွဲ့ကသူတို့ကိုဖမ်းမိသွားခဲ့ကြပါရယ်။မူလီကဂျိုဘိုကြီးနဲ့အတူပြန်လေးရောက်လာခဲ့တဲ့အချိန်မှာရဲရီကဆက်မိတာကြောင့်ကျွန်တော်တို့ကအလုတ်လုတ်ဖို့ရွာဒီရာကနေလာခဲ့တာပါ။လှုပ်လိန်ညာပြောဆိုခဲ့တဲ့ဆိုပေမဲ့ဘာကင်ပြည်သူဒက်စ်ကတော့သူ့ရဲ့သားကိုစူးငေါက်ပြောဆိုလိုက်ခဲ့ပြီးငါတို့ကတီရီလင်္ကာကနေခိုးဝင်လာခဲ့တာပါလို့အမန်တန်ရိုးရိုးတသားပဲဖွင့်ပြပြလိုက်ခဲ့ပါတယ်ဒါပြင်ဒက်စ်ကသူ့ကိုလာကြိုမဲ့ရောက်ဖဖြစ်သူဘရာဂတ်ကဒီနားမှာပဲရှိနေမှဖြစ်တဲ့အကြောင်းပြောပြလိုက်ခဲ့ပါတယ်ရဲရရှိကဘရာဂတ်ကိုရှာခိုင်းလိုက်တဲ့အခါမှာဒက်စ်ကကျွန်တော်ရဲ့ရောက်ဖကဇွဲကောင်းနေလို့မလို့ထွတ်မပြေးတော့ပါဘူးဗျဒီနားမှာပဲရှိနေမှာပါဆိုပြီးကန်ကြီးကလေတစည်းပေါ်မှာအုပ်ထားခဲ့တဲ့မိုးကစားကြီးကိုဖယ်လိုက်တဲ့အခါမှာတော့ဘော်နေတဲ့ဘရာဂတ်ကိုတွေးသွားခဲ့ပြီးအားလုံးကဖမ်းဆီးခံလိုက်ခဲ့ရပါရယ်ရဲကားဘော်ကိုရောက်သွားခဲ့တဲ့အခါမှာဒက်စကာမိသားစုကိုကယ်တင်ခြင်းစောနဲ့ရဲရရှိဘိုင်ရွန်ရဲ့ခြေထောက်ကိုဖက်လိုက်ခဲ့ပြီးကျွန်တော်တို့ကအရန်ကုန်မှာဆင်းရဲလို့ပါဆိုပြီးအတနာခံနေခဲ့ပါတယ်။အဲဒီမြင်ကွင်းကိုကြည့်ပြီးတာချင်းနူတူကစင်မကောင်းဖြစ်ကအဖေအတနာခံခြင်းတလောက်ခံပါဒါပေမဲ့သူ့ရဲ့ခြေထောက်ကိုတော့မကင်ပါနဲ့လို့ဒေါသတကြီးပဲတားမြစ်လိုက်ခဲ့ပါတယ်။ဒါပေမဲ့ဒက်စကလည်းငါရဲ့မိသားစုဘေးကင်းဖို့အတွက်ဆိုရင်ခြေထောက်လေးကန်ရမှာပဲဆိုပြီးတာဖားတစ်ယောက်ကတော့ကားပေါ်မှာတဲ့အကြီးကျယ်ကိုမှရန်ဖြစ်လိုက်ခဲ့ပါရယ်။အဲဒီအချိန်မှာတားငယ်လေးမူလီကတာဖားနှစ်ယောက်ရန်ဖြစ်တာကိုတားဖို့နဲ့ရဲရရှိစိတ်ပြော့သွားရလေအောင်သူ့ရဲ့အိတ်ထဲကခွေးပေါက်လေးကိုထုတ်ပြပြီးဦးလေးဒီခွေးလေးကိုပဲယူလိုက်ပါကျွန်တော်တို့ကတော့လွတ်ပေးလိုက်ပါကျွန်တော်တို့ကနေတိုင်းနှက်မှန်အောင်တော့မှမစားရပါဘူးဗျဦးလေးလက်ထဲမှာဆိုရင်တော့ဒီရဲ့ခွေးလေးကအစာကောင်းကောင်းစားရမှာပါဆိုပြီးတော့ပြန်ပြောပြနေခဲ့ပါရီရဲရရှိကငါကခွေးကိုကောင်းကောင်းထားမယ်လို့မင်းကဘာလို့ထင်ရတာလဲလို့မေးမြန်းတဲ့အခါမှာမူလီကဦးလေးကကျွန်တော်လူသစိမ်းတယောက်ကိုတော့မှရေတောင်းမလားလို့မေးခဲ့တာပဲလေဒီခွေးလေးကိုလည်းတေးကြပေါက်ကောင်းကောင်းကျွေးမွေးနိုင်မှာပါလို့ပြန်ဖြေခဲ့ပါရီမူလီရဲ့တွက်လက်တဲ့စကားတွေကိုကြားလိုက်ရတဲ့အခါမှာရဲရရှိဘိုင်ရွန်ကသူ့ရဲ့နာမည်ကိုမေးမြန်းခဲ့ပါရီမူလီကသူ့ရဲ့နာမည်ကအာကက်ဖြစ်တဲ့အကြောင်းကိုပြောပြလိုက်တဲ့အခါမှာဘိုင်ရွန်ဟာမျက်ရည်ဝဲသွားခဲ့ရပြီးငါမှလည်းအာကက်ဆိုတဲ့တားတယောက်ရှိပါရီဒါပေမဲ့သူကစကားမပြောတတ်ပါဘူးငါရဲ့သားလေးကသာစကားပြောတတ်မယ်ဆိုရင်မင်းလိုပဲအတွက်လေးဖြစ်နေမှာပဲဆိုပြီးသူ့ရဲ့ရင်ထဲကဝမ်းနည်းစရာအကြောင်းအရာတွေကိုရင်ဖွင့်ပြောပြလိုက်ခဲ့ပါရီနောက်ဆုံးမှာတော့စိတ်ထားနူးညံ့တဲ့ဘိုင်ရွန်ကမူလီရဲ့ရိုးသားဖြူစင်မှုနဲ့ဒက်စ်တို့မိသားစုပေါ်မှာတနာစီဝင်သွားခဲ့ပြီးသူတို့ကိုမဖမ်းတော့ဘဲနဲ့ပြန်လွတ်ပေးလိုက်ခဲ့ပါရယ်ဒီလိုနဲ့ပဲရဲရရှိဘိုင်ရွန်ကဒက်စ်တို့မိသားစုကိုလန်တဲ့နေရာမှာချပေးနေခဲ့ပါရယ်ရဲကားပေါ်ကဆင်းဆင်းချင်းမှာပဲဘာကင်ပြည်သူဒက်စ်ကမူလီကိုခေါ်သွားခဲ့ပြီးခွေးလေးချောင်းကိုလည်းစတင်မေးမြန်းခဲ့ပါရယ်ဒက်စ်ကမူလီကိုကြည့်နေခဲ့ပြီးမင်းဒီခွေးလေးကိုဘဲကရတာလဲလို့မေးတဲ့အခါမှာမူလီကမန်တိုင်းပဲဝင်ခံလိုက်ခဲ့ပါရယ်တကယ်တော့ဒီရဲ့ခွေးလေးကမူလီပိုင်တာမဟုတ်ဘဲနဲ့ကန်စီမှာပန်းရှင်မဲ့တွေးလို့ခိုးယူလာခဲ့တာပဲဖြစ်ပါတယ်။ဒါပြင်ဒက်စ်ကရဲရရှိရဲ့တားနမိတ်ကိုမင်းကဘယ်လိုလုပ်ပြီးတော့တီးနေတာလဲလို့ထပ်မိလိုက်တဲ့အခါမှာမူလီကရဲရရှိဘိုင်ရွန်ရဲ့လက်မှာအာကက်ဆိုတဲ့နာမည်ကိုတက်တူးထိုးထားတာကိုမြင်လိုက်လို့ပါဆိုပြီးပြန်ပြောပြနေခဲ့ပါတယ်။ဒါကိုကြားလိုက်ရတဲ့အခါမှာဒက်စ်ကတားဖြစ်သူကိုနောက်ဆိုရင်သူတစ်ပါးပစ္စည်းကိုခွင့်မပြုပဲမယူဖို့နဲ့အလင်းညာရီမလုပ်ဖို့ဆုံးမပြီးချနိုင်မျိုးကိုလည်းခီးဆက်နေကြပါပါတယ်။လန်ကီတစ်လျှောက်မှာဒက်စ်ကသူ့ရဲ့မိသားစုကိုဘလို့အခက်အခဲမျိုးပဲကြုံနေရပါစေအကောင်းဆုံးစောင့်ရှောက်မယ်လို့လည်းဆုံးဖြတ်ထားရတာပါဒက်စ်ကစိတ်ထားရန်ကုန်မှာကောင်းလုံးသူတရားဖြစ်တာကြောင့်မလို့လမ်းဘေးမှာရဲမူပြီးလဲနေတဲ့သူတွေကိုတွေ့ပြီးဆိုရင်တော့မှကားကိုချက်ချင်းရက်ပြီးတွားရောက်ကူညီတတ်ပါသေးတယ်ဒါပေမဲ့လည်းဖားခင်ဖြစ်သူရဲ့အဖိုးလုပ်တွေလုံနေတာကိုတားချင်းနူတူကစိတ်မရှိဖြစ်လာခဲ့ပါတယ်နူတူဟာအဖေဖြစ်သူရဲ့အပြုမျိုးတွေကိုညှို့ညင်လာခဲ့ပြီးစိတ်ကောက်ကစကားမပြောဘဲနဲ့နေခဲ့ပါရယ်ချနိုင်မျိုးကိုရောက်လာခဲ့တဲ့အခါမှာရဖဖြစ်သူဘရာဂတ်ကသူတို့အတွက်ကေဇာဗန်ရက်ကွက်မှာနေထိုင်ဖို့အိမ်ငါပေးနေခဲ့ပါတယ်အိမ်ဆောင်စံတော့ကတော့ဘရာဂတ်ကအင်ရှင်မျိုးသမီးကိုသူရဲ့ယောက်ျားကဘာလို့လုပ်တာလဲလို့၃ချိန်တိုက်တိုင်းမေးခဲ့ပူပါတယ်ဒါပေမဲ့လည်းအကြောင်းမျိုးကြောင့်အင်ရှင်မျိုးသားရဲ့အလုပ်ကိုင်ကိုအတိအကျမသိခဲ့ရပါဘူးဒါပေမဲ့ဒက်စ်ကအင်ရှင်နဲ့ဓာတ်ရိုက်တွေ့ပြီးတော့မေးလိုက်တဲ့အခါမှာအင်ရှင်ကရာဝွန်ဆိုတဲ့ရဲရရှိတယောက်ကြီးဖြစ်နေတာကိုသိလိုက်ရပါတယ်ဒါကြောင့်ဘရာဂတ်ကဒက်စ်တို့မိသားစုကိုကာလာလာပြည်နယ်ကလာတဲ့သူတွေဖြစ်အထောက်ထားတူတွေကိုအမြန်လုပ်ပေးလိုက်ရပါတယ်ပြီးတော့ရဲရီနဲ့ရောအင်ဒီနာချင်းနေနေမှာဝေးဝေးနေပြီးလူမသိအောင်နေထိုင်ဖို့အထက်ထက်သတိပေးနေခဲ့ပါတယ်သူတို့ရဲ့အင်ဒီနာချင်းမှာတော့ကူမာနဲ့တီရီဂျာဆိုတဲ့လင်မယားနှစ်ယောက်ကနေထိုင်ကြပါတယ်
ဘာကင်ပီတိုကတော့တီရီဂျာကတော့အနီနာချင်းနေနဲ့ခင်မေမေဖုံးမလင်းလေးနေချင်းသူတယောက်ဖြစ်တာကြောင့်ဒက်ဆက်ဇနီဘီဆန်တီနဲ့ချက်ချင်းဆိုသလိုပဲခင်မင်သွားခဲ့ကြပါရီဒါပေမဲ့လည်းခင်မွန်ဖြစ်သူကူမာကတော့ဘယ်သူနဲ့မှစကားမပြောဘဲနဲ့သူ့လို့သူပဲအာယုံစိုက်နေတတ်တဲ့လူကြီးတယောက်ပဲဖြစ်ပါရီကူမာကသူ့ရဲ့လုပ်ကိုဧည့်သည်လာတာကိုလုံးဝမနစ်တဲ့အပြင်သူမိမကအနီနာချင်းနေနဲ့စကားပြောတာကိုတော့မှမကြိုက်တဲ့သူပဲဖြစ်ပါရီဒီကြတဲ့ရက်ွက်ထဲမှာတနေ့လုံးမူးယူပြီးလမ်းဘေးမှာအော်အန်နေတဲ့ကောင်းလေးတယောက်ကလည်းရှိနေပါသေးတယ်ဒက်စကတော့လုံးမရသေးတဲ့အတော်အတွင်းမှာမိသားစုစားဝတ်နေရေးအတွက်ဇနီးတဲ့ရဲ့ရွှေလက်ကောက်တွေကိုပေါင်းပြီးအသုံးစရိတ်ရှာဖွေနေခဲ့ရပါတယ်။တစ်ဖက်မှာလည်းတားကြီးနီတူဟာဒီလင်းကမှကျန်ရည်နေခဲ့တဲ့သူ့ရဲ့ချစ်သူစီကိုအမြဲတမ်းဖုန်းခေါ်ပြီး message တွေကိုပို့နေခဲ့ပေမဲ့တစ်ဖက်ကဘာမှပြန်မလာတာကြောင့်စိတ်ဆင်းရဲပြီးတော့ဝမ်းနည်းနေခဲ့ရပါတယ်။ဒက်စကတားငယ်မူလီကိုပညာသင်နိုင်ဖို့ကြောင်းထားပေးနေခဲ့ပြီးမူလီကကြောင်းသွားဖို့အိမ်ကနေထွက်လာခဲ့တဲ့အခါလမ်းမှာလူတယောက်ကူလည်းတွေ့ကြတာကြောင့်လမ်းကြုံလိုက်ပို့ပေးဖို့လည်းတောင်းဆိုနေခဲ့ပါတယ်။ကျောင်းကိုရောက်လာခဲ့တဲ့အခါမှာသူ့လမ်းကြုံလိုက်လာခဲ့တဲ့သူကအခြားသူအောင်မနေခဲ့ပဲနဲ့သူတို့ရဲ့ကျောင်းကလူမှုရေးဆရာဖြစ်နေတာကိုသိလိုက်ရပါတယ်။ဒါကိုသိလိုက်ရတဲ့အခါမှာမူလီကသူ့ရဲ့ဆရာစီကိုတွားပြီးတော့ဆရာမန်းသားစောကလေးကနေသိခဲ့ရမယ်ဆိုရင်ကျောင်းရှိမှမစင်းမနဲ့ကျောင်းထဲတိတစ်ခါလေးလိုက်ခဲ့ပါတယ်လို့ပြောပြနေရပါတယ်။ဒီလိုနဲ့ဆရာဖြစ်သူကလည်းမူလီရဲ့ရဲရင်ပြီးတော့လူမှုရေးပြည့်ပြည့်တဲ့စိတ်ဓာတ်ကိုအလုံးစုံမှသဘောကျသွားခဲ့ရပါတယ်။ဒါပေမဲ့လည်းဆရာကမူလီရဲ့စကားပြောပုံလေယူလေးသိန်းကိုနားထောင်ခဲ့ပြီးသူကတီတီလင်္ကာကလာတဲ့ကလေးမန်းချက်ချင်းကိုမှရိပ်မိသွားခဲ့ရပါတယ်။မူလီတွေဒုက္ခမရောက်စေချင်တာကြောင့်ဆရာဖြစ်သူကလည်းဒီရဲ့လိုဝက်ချက်ကိုဘယ်သူမှမသိရလေအောင်ဖုံးထားပေးဖို့လည်းဆုံးဖြတ်လိုက်ခဲ့ပါတယ်။တစ်ဖက်မှာလည်းရမစ်ရှာရန်မျိုးရဲ့ရဲမှုကြီးဘန်ဝန်စင်ကဒီအခန်းကိုတေးလာအောင်နှိပ်စက်တတ်တဲ့ရက်ဆက်သူတယောက်ပဲဖြစ်ပါတယ်။သူနှိပ်စက်ထားတဲ့ဒီအခန်းကဆေးရုံမှာအတန်ကြီးရဲ့စိုးရိမ်နေရတဲ့အခြေအနေကြောင့်အမှုဖွင့်ခဲ့ရတဲ့ဘေးကနေလောအောင်ရမစ်ရှာရန်မှာဖြစ်ပွားတဲ့ဘုံပေါက်ကွင်းမှုကိုအများဆုံးဖြေရှာဖို့လည်းကြိုးစားနေခဲ့ရပါတယ်။ CCTV မတန်းတွေကိုစစ်ဆေးလိုက်တဲ့အခါမှာဒက်စတိုမီသားစုကခြံတိုင်းကိုမထွက်ခွာခဲ့အဲ့ဒီရဲ့မိုင်ပုံးထဲမှာအမိုင်းဆွန့်ပစ်ခဲ့တာကိုတွေးသွားခဲ့ပြီးတနင်္လာနေ့အခန်းဖြစ်သတ်မှတ်လိုက်ခဲ့ပါတယ်။ဒက်စတိုကကန်းကြီးမှာဖမ်းမိစဉ်ကပေါင်ဝင်ခဲ့တဲ့ရဲသားတယောက်ကလည်းသူတို့ကတိရိလင်္ကာကမှန်ကျွန်တော်ကသိပါတယ်။အဲ့ဒီအနည်းက ID ကတ်တောင်မှတေချာမစစ်ဆေးခဲ့ပါဘူး။လူသတင်းပေးနေခဲ့ပေမဲ့ရဲရရှိဘန်ရွန်ကတော့သူတို့ကလူကောင်းတွေပါအမိုင်းပြေအောင်နဲ့တနင်္လာမဝင်ပါနဲ့လို့ဆိုကဒက်စတိုမီသားစုကိုကာကွယ်ပေးတဲ့အနေနဲ့သတင်းမပေးဖို့တားမြစ်နေခဲ့ရပါတယ်။ဒါပေမဲ့လည်းခြားရဲဖို့ကတော့ပြဿနာကသူ့စီကိုရောက်လာခဲ့ပြီးဆိုရင်သူတို့ရဲ့မိသားစုကမှန်တိုင်းပြောရလိမ့်မယ်လို့ဘရောင်ကိုလည်းသတိပေးလို့နေခဲ့ပါတယ်။တစ်ဖက်မှာလည်းဒက်စကမိသားစုအတွက်တရေကြီးရစ်ချက်စီမှာဒရိုင်ဘာအလုပ်ရဖို့ဘရာဂက်စ်နဲ့တူကားမောင်းလိုင်စင်တူကိုလုပ်ပြီးတွားရောက်တွေ့ဆုံနေခဲ့ရပါတယ်။ရစ်ချက်က9ရက်ကြာလာစာမဲ့အစမ်းခန့်အလုပ်လုပ်ဖို့ကန့်သက်ချက်ထားပါတယ်။အစားပိုင်းမှာဒက်စကမလုပ်ချင်ဘူးဆိုပေမဲ့အင်ကိုကောင်လေးကဧည့်သည်ကိုစက်ကူခွန်းနဲ့လက်ဖေးလာချပေးတာကိုရစ်ချက်ကငိုင်းလာတဲ့ဧည့်သည်ကိုဒီလိုမဆက်ဆံရဘူးဖန်ကွက်ကောင်းကောင်းနဲ့တွားလေးလာခဲ့လို့ပြောတာကိုမြင်လိုက်ရတာကြောင့်ဒက်စကာရစ်ချက်ကိုစိတ်ထားကောင်းပြီးလူဒန်းစားမခွဲခြားသူလိုယုံကြည်သွားခဲ့ကအလုပ်ကိုလည်းလက်ခံလိုက်ခဲ့ပါရယ်ရက်ွက်ထဲမှာလည်းဒက်စတိုမီသားစုကအင်နီနာချင်းနေနဲ့ပုံမရင်းနှီးလာခဲ့ကြပါရယ်အထူးသဖြင့်အင်နီနာချင်းကူမာရဲ့ဇနီးဒီရီဂျာနေမကောင်းဖြစ်နေတဲ့အချိန်မှာဘီဆန်တီကအစားအသောက်တွေကိုလှုပ်ကြွေးပြီးကျူးဆိုင်ပေးနေခဲ့တာပါဒီလိုနဲ့ဘယ်သူနဲ့မှစကားမပြောဘဲနေတတ်တဲ့ကူမာဟာပထမအဆုံးချိန်ဖြစ်ပြုံးပြုံးရွှင်စကားပြောလာခဲ့ပြီးဒက်စတိုကသီရီလင်္ကာဂါမန်တီးသွားခဲ့ပေမဲ့လူကောင်းတွေမလို့ရင်းနီးနီးပဲဆက်ဆံလာခဲ့ပါတယ်ဒက်စကလည်းလန်ဘေးကအရက်သမားလေးကိုတခုခုကူညီလို့ရင်ပြောပါမင်းအတွက်ဦးလေးရှိတယ်ဆိုပြီးနွေ့နွေ့ထွေးထွေးပဲအားပေးနေခဲ့ပါတယ်ညတင်ညမှာတော့တားကြီးနူတူဟာရန်နာမှာတခုလို့ထင်ရတဲ့လူငယ်တယောက်ကိုမိနေခဲ့ပါတယ်ဒါပေမဲ့လည်းအဲ့ဒီရဲ့လူငယ်ကအင်ရှင်ရဲရာရှိရဲ့သမီးကိုချေရဲ့ချစ်သူဖြစ်နေခဲ့ပါတယ်ဒီတို့ကအိမ်ထဲကိုဝင်လာခဲ့တဲ့ကောင်လေးရဲ့ဖုန်းကိုစစ်ဆေးတဲ့နေရာကနေအဲ့ဒီလူငယ်ကကိုချဲတငယ်ချင်းနဲ့ပါဖောက်ပြန်နေတာကိုသိလိုက်ခဲ့ရလို့ဂရေကပါးရိုက်လိုက်ပြီးလမ်းခွဲလိုက်ခဲ့ပါတယ်ဒီရဲ့ဖျဲကြောင့်မလို့ဂရေတို့ကချစ်သူဖြစ်နေမှလူသိသွားခဲ့တယ်လို့အရှင်ရဲရရှိလဲသမီးဖြစ်သူအပေါ်မှာစိတ်ဆိုးသွားခဲ့ပါရယ်ဒါရှယ်လို့စမ်းခက်9ရက်မြောက်နေ့မှာတော့အင်ဒီနာဂျီတီရီဂျာကအိပ်ပျော်နေတဲ့သူ့ရဲ့အမျိုးသားကိုတခုခုဖြစ်ပြီးအထင်နဲ့စိုးရိမ်စိတ်လုံးကဲကနှလုံးရက်ပြီးတော့ရုတ်တရက်ကွဲလွန်သွားခဲ့ရပါတယ်သူမိုင်းနောက်ဆုံးခီးမှာဆွေမျိုးမရှိဘဲအထီးကျန်နေတာကိုမြင်လိုက်ရတဲ့ဒက်ရှ်ကရက်ွက်ထဲမှာအိတ်တက်အိတ်စင်းလိုက်လိုက်နိုးဆော်ပေးခဲ့တာကြောင့်ဒီရီဂျာရဲ့ဖခင်ကိုရန်ရောက်လာခဲ့ပြီးနိုင်ကိုလည်းနီနာချင်းနေတဲ့ကျင်းပနိုင်ခဲ့ပါတယ်။တဖက်မှာလည်းတိုင်းငယ်မူလီခိုးယူလာခဲ့တဲ့ခွေးပေါင်လေးကြောင့်ပြဿနာစတက်လာခဲ့ပါရယ်။ခွေးပိုင်ရှင်ကရဲရရှိဘိုင်ရွန်စီကိုတိုင်ချက်လာဖွင့်ရကနေမူလီရဲ့ပုံမြင်တွေဟာအလိမ်ညာမန်းဘိုင်ရွန်ကတည်သွားခဲ့ပြီးလေစားခံခဲ့ရတဲ့အတွက်ဒေါသတကြီးနဲ့ဒက်ရှ်တို့မိသားစုကိုအလုံးမပေးတော့ဖို့ဆုံးဖြတ်လိုက်ခဲ့ပါရယ်။အလောက်ကင်ပန်းမှာလည်းတထေးရစ်ချက်စ်ကဒက်စ်ကိုအလုံးမခံတော့ဘူးလို့ရုတ်တရက်ညှင်းဆိုလိုက်ခဲ့တာကြောင့်ဒက်စ်ကတော့ဒေါသထွက်ပြီးအိမ်ပြန်လာခဲ့ကလမ်းမှာတွေးတဲ့မူလီရဲ့ခွေးလေးကိုပါအဝေးမှာတွားပြလိုက်ခဲ့ပါရယ်အလုံးပြုတ်တဲ့စိတ်ညစ်မှုကြောင့်ဒက်စ်တယောက်ကအရှက်မှုပြီးတော့အိမ်ပြန်လာတဲ့အချိန်မှာတားဖာချင်းချေတင်စကားများလာခဲ့ကြပါရယ်အဲ့ဒီမှာတားကြီးနီတူက
ကျွန်တော်ဖေကိုစိတ်ဆိုးတာချစ်သူနဲ့လမ်းခွဲရလို့မဟုတ်ပဲဘွေရကန်ဒီမှာပညာရေးကိုဖျက်ပြီးလာခေါ်ခဲ့လို့အဖေကိုပြန်မလို့ကျွေးနိုင်တဲ့ကိုနာကြီးနေကြတာပါလို့ငိုပြီးတော့အရင်ဖွင့်လာခဲ့ပါတယ်ဒါဖြစ်သူရဲ့စစ်မှန်တဲ့မြတ်တာကိုတိလိုက်ရတဲ့ Dash ကမိသားစုနဲ့ပြန်လဲသိမ့်မြတ်သွားခဲ့ပြီးချစ်သူကောင်မလေးကလက်ထပ်သွားခဲ့ပြီးဖြစ်လို့အသေးကွင်းနေတဲ့နေတူကလည်းပျော်သွားအောင်လို့ဆိုပြီးကားပြခဲ့ရသားဖ3ယောက်စလုံးကပျော်ပျော်ရွှင်ရွှင်နဲ့ကားခုန်နေကြကြပါတယ်နောက်တနေ့မှာတော့ Dash က Richard C ကိုသွားခဲ့ပြီးတောင်းပန်တဲ့အပြင်သူတို့ကတိတိလင်းကခိုးဝင်လာတဲ့သူတွေဖြစ်တဲ့ကြောင့်အမှန်တိုင်းပဲဝန်ခံလာခဲ့ပါတယ်ထူးခြားတာက Richard ကဒါကိုအစာကလေးကနေတီထားပြီးသားဖြစ်ပြီး Dash ကဘယ်တော့မှန်တိုင်းပြောမလဲလို့စောင့်ကြည့်လို့နေကြတာပါDash ရဲ့ရိုးသားမှုကိုသဘောကျသွားခဲ့တဲ့ Richard က driver အလုပ်ကိုခံလိုက်ခဲ့တဲ့အပြင်လာစာကိုပါကြိုးထုတ်ပေးလို့နေခဲ့ပါတယ်နောက်ဆုံးမှာတော့မူလီရဲ့ဆီယာမတာမွေးနေ့ပွဲမှာ Dash ကရောက်ကတ်သားအားလုံးကိုသူတို့ရဲ့အခြေအနေမှန်ကိုဖွင့်ပြောပြခဲ့ပေမဲ့စစ်သားကောင်းတဲ့ Dash တို့မိသားစုကိုရောက်ကတ်သားအားလုံးကခွဲခြားမှုမရှိဘဲနေထွေးစားနဲ့လက်ခံလိုက်ခဲ့ကြပါရယ်ဒီလိုနဲ့ Dash တို့မိသားစုကကေရှာပန်ရက်ကွက်ကလေးမှာအခြေချသွားခဲ့ပြီးအနီးနားချင်းနေနဲ့လည်းမိသားစုလိုကိုနွေထွေးရင်းနှီးနှီးဖြစ်သွားခဲ့ကြတာပါအေရှရဲရရှိရာဂန်ဝန်တို့နဲ့မကပဲနဲ့ရက်ကွက်သားတွေအားလုံးကပါ Dash တို့စီကသမီးစကားတွေကိုစိတ်ဝင်စားသိယူကြတဲ့အထိပါပဲ Dash ကလည်းလောကရလာတဲ့လာစာနဲ့ဇနီးရဲ့လက်ကောက်ကိုပြန်ရွေးနိုင်ခဲ့လို့ပြောနေခဲ့တယ်လို့တထေ Richards ကလည်းတားကြီးနေတူအတွက်အလောက်ကိုင်းတွေကိုပါလိုက်ပြီးတော့ကူညီပေးလို့နေရပါတယ်ဒီကြားထဲမှာရက်ကွက်ပွဲတော်နေမှာနေတူနဲ့ကူရဲတို့ကနာခဲ့အိမ်မက်တွေကိုအပြန်လဲရင်ဖွင့်နေခဲ့ကြရင်နဲ့သူတို့ရဲ့ကြားမှာတန်ရောစင်ကြိုးလေးကစတင်ဖြစ်ပေါ်လာခဲ့ပါတယ်ဒါပေမဲ့အေဂျင့်နေတဲ့အချိန်မှာပဲရမူကြီးဘယ်ဝင်ရဲ့စီကနေသူကျူးလွန်ထားတဲ့အမှုကနေလွတ်ဖို့အတွက်ဘုံခွဲမှုကို Dash တို့အပေါ်အကွက်ချအပြစ်ပုံဖို့လည်းကြံစည်နေခဲ့ပါတယ်သူဟာရဲရရှိ Baron ကိုချင်းချောက်ပြီးတော့ Dash တို့ရှိရာရက်ကွက်ကိုရင်းအားပေးနဲ့ချီတက်ဖို့လည်းဆုံးဖြတ်လိုက်ခဲ့ပါတယ်အဲ့ဒီအချိန်မှာကွယ်လွန်သွားခဲ့တဲ့သူတွေကြားအတွက်ဂျင်မာပေးတဲ့မတ်တီယာပွဲလေးမှာတော့ထူးထူးခြားဖြစ်ရတစ်ခုကပေါ်ပေါက်လာခဲ့ရပါတယ်အရင်ကလူတိုင်းနှိမ်ချခဲ့တဲ့အရက်သမားလေးကသူ့ရဲ့ဝမ်းနည်းစရာဘဝဆက်ကြောင်းကိုဖွင့်ရပြောဆိုလာခဲ့တာပါတတိမိယောဂနဲ့ကွယ်လွန်သွားခဲ့တဲ့အမေကြောင့်စိတ်တက်ကြပြီးလမ်းဘေးမှာမူးလဲနေတဲ့သူ့ကိုဘယ်သူကမှမကူညီတဲ့အချိန်မှာ Dash ကပဲစေယုံကိုပို့ပြီးတော့အသက်ခဲ့တာပါ Dash ရဲ့မြတ်တာကြောင့်မလို့အခုဆိုရင်ဒူဘိုင်းမှာအလုပ်ရပြီးဘော်ဒီတစ်ခုကိုစားတော့မှဖြစ်တဲ့အကြောင်းကျေးဇူးနဲ့စကားကိုပြောလိုက်တဲ့အခါမှာတယောက်ကလုံးကမြေကြီးကျသွားခဲ့ရပြီးအဒီအကောင်လေးကိုလည်းအားလုံးကလိုက်လဲပြန်လဲလက်ခံလိုက်ခဲ့ကြပါရယ်နောက်တနေ့မှာတော့ရဲမှုကြီးဘန်ဝင်စင်းရဲ့ရဲတပ်ဖွဲ့ဟာကေရှာမရက်ကွက်ကိုဝိုင်းရန်လာခဲ့ကြပါရယ်သူတို့အားဒီရက်ကွက်မှာတိရိလင်္ကာကနေရောက်လာခဲ့တဲ့အကြမ်းဖက်သမားတွေရှိတယ်လို့ဆွဆွဲနေခဲ့ပြီးအတန်ချဲစက်နဲ့ထွက်လာဖို့လည်းအမိန့်ပေးနေခဲ့ပါတယ်Dash ကသူတို့ရဲ့မိသားစုကိုစိုးရိမ်ပြီးတော့ကိုယ်တိုင်အဖမ်းခံဖို့ပြင်နေခဲ့ပေမဲ့စတိဖြစ်သူနဲ့တားဖြစ်သူတို့ကတားမြစ်ခဲ့ပြီး Dash တယောက်ကတော့သူတို့ရဲ့မိသားစုရဲ့အဖမ်းမခံရပါစေနဲ့လို့ဘုရားသခင်စီမှာဆူတောင်းလို့နေခဲ့ရပါတယ်ရဲရီကရက်ကွက်တစ်ခုလုံးကိုပိုက်စိတ်တိုက်စစ်ဆေးခဲ့ပြီးတဲ့နောက်ဆုံးကြံရှိနေတာကတော့အရှင်ရဲရရှိရာဂန်ဝန်ရဲ့အိမ်ပဲဖြစ်ပါတယ်ရဲမှုကြီးက Dash တို့မိသားစုနေထိုင်ရာရာဂန်ဝန်ရဲ့အိမ်ထဲကိုဝင်ရောက်လာခဲ့ကြပါတယ်Dash ကသူ့ရဲ့မိသားစုထိတ်လန့်သွားမှဆိုလို့အထောက်အထားတူတွေကိုထုတ်ပြလိုက်ခဲ့ပါရယ်ရဲမှုကြီးကအဲ့ဒီအထောက်အထားတွေကို Byron C ကိုပြပြီးဒါသူရင်ကဖမ်းမိခဲ့တဲ့မိသားစုဟုံးမုတ်ကိုအတီးပြုတ်ခိုင်းနေခဲ့ပါတယ် Byron ကတော့သူတို့ကတိရိလင်္ကာကနေလာတာမဟုတ်ဘူးလို့ထပ်မံလိန်ညာပေးနေခဲ့ပါတယ်ရဲမှုကြီးကတော့ရန်ကုန်မှာဒေါသထွက်သွားခဲ့ရပါမယ်ရမ်ပဒေတာကြောင့်မလို့ဒုက္ခတွေထွက်ပြေးသွားခဲ့ပြီလို့ပဲယူဆလိုက်ခဲ့ပါတယ်အဲ့ဒီအချိန်မှာရဲမှုကြီးနှိပ်စက်ထားတဲ့တရားခံကဆေးရုံမှာကွယ်လွန်သွားခဲ့တာကြောင့်ရဲရီကရဲမှုကြီးကိုလူတက်မှုနဲ့ပြန်လဲဖမ်းဆီးလိုက်ခဲ့ပါတယ်ရဲရီကပြန်ထွက်သွားတဲ့အချိန်မှာ Dash က Byron C ကိုတွားရောက်ခဲ့ပြီးကျွန်တော်တို့ကိုတီးရက်နဲ့ဘာလို့အမှန်တမ်းမပြောပြခဲ့တာလဲလို့မေးမြန်းခဲ့ပါတယ်။ Baron ကမင်းတို့ကငါ့ကိုလိန်ခဲ့လို့ငါဖမ်းမယ်လို့ကြံရွေခဲ့တာပါ။ဒါပေမဲ့ရက်ကွက်ထဲကလူတွေအားလုံးကမင်းတို့ကိုကာကွယ်ဖို့အတွက်ဒလင်းလင်ကလေယူလေသိန်းနဲ့လိုက်ပြောနေခဲ့ကြတာကိုမြင်လိုက်ရတဲ့အခါမှာမင်းတို့ကလူစိုးတွေမဟုတ်ဘူးဆိုတာငါနားလေသွားခဲ့လို့ပါလို့ဆိုကထွက်သွားလိုက်ခဲ့ပါရယ်။ Dash တယောက်ကတော့ဝမ်းသာအားရနဲ့နောက်လေကြည့်လိုက်တဲ့အခါမှာတွဲနောက်မှာတရောက်ကလုံးကအစီစီလုံးလုံးနဲ့ရက်တီပေးနေတာကိုလည်းတွေ့လိုက်ရပါတယ်။ဒါပြင်ဝေးမှာပစ်ထားခဲ့တဲ့ခွေးပေါင်လေးကလည်း Dash စီကိုပြန်လဲရောက်ရှိလို့လာခဲ့ပါတယ်။ Dash တို့မိသားစုကရက်ကွက်သားတွေရဲ့မြစ်တာစီလုံးမှုတွေနဲ့အတူဘေကင်းလုံးကျုံစွာနဲ့ပဲနေထိုင်ရင်းနဲ့ဇလန်လေးကလည်းဒီနေရာမှာပဲပြီးဆုံးသွားခဲ့ပါရယ်ခင်ဗျာ။ဘဝမှာချင်းတွေကဘလောက်ပဲဆိုးရနေပါစေ။ကိုကသူတစ်ပါးပေါ်မှာယူသားဖြူစင်တဲ့စိတ်ထားနဲ့ကောင်းတာတွေကိုပဲပြုလုပ်ခဲ့မယ်ဆိုရင်ဒီနေ့မှာအဲ့ဒီရဲ့ကောင်းတာတွေကကိုယ့်ရဲ့စီကအကောင်းဆုံးပုံစံနဲ့ပြန်လည်ရောက်ရှိလာတဲ့ဆိုတော့ဒီဇလန်လေးကတက်တည်ပြသွားခဲ့တာပဲဖြစ်ပါရယ်ခင်ဗျာ။